အမရေဘယ်လိုတောင်းယူမှလည်းပြောဆိုတော့လန့်သွားတာပဲကွယ် BBC စင်ကြယူကြတဲ့ချုပ်တာလည်းအင်းလေး6ပုံပြည့်နော်တလားစာနှစ်ခုတောက်ပါကမကြောက်ဆို2000ခွဲကိုချက်ချင်းပြန်ဟလိုက်ပါနော်အောက်ချင်150နဲ့ဆက်ပြီးချက်ချင်းတော့တလားစာလေးတောက်ပေးတာတည်းပြောရပါတယ်နောက်မှတယောက်ကလည်းဘိုက်ကြလို့ဆိုပြီးဘိုက်ကြီးပြန်ရောက်ခိုင်းနေတယ်နော်ကလေးမွေးတော့ဘိုက်တွေပူလာတယ်ဝိတ်တွေတက်နေတဲ့မမေတွေတက်ဆိုလို့ရှိရင်အရန်စင်ပြေပေါ့နော်ဒီမိုင်းဆိုတလားစာလေးတောက်ပြီးတော့ပေါ့နော်အောက်ချင်130ကနေပြီးတော့မှ130ပဲကျန်တော့တယ်တဲ့ဘိုက်ခေါ်လည်းပြတ်သွားတယ်နော်ဒီမိုင်းဆိုလို့ရှိရင်ပေါ့နော်ဒီဦးလေးနဲ့8ပါမှကျသွားတယ်တဲ့ရှင်နောက်မှတယောက်ဆိုလို့ရှိရင်လည်းပေါ့နော်နှစ်ခုတောက်တာတဲ့150နဲ့140ပါပဲကျန်တော့ဘိုက်တွေလည်းတော်တော်ချက်သွားတယ်နော်အဲ့တော့ဒီခုတခုလက်ဆောင်နဲ့လာမှာဝါသေးတယ်နောက်မှတယောက်ဆိုလို့ရှိရင်လည်းပေါ့နော်ရန်ကောင်းတဲ့ဘိုက်တွေချက်တယ်တလားတဲ့ကိုပေါင်း20တောင်ချတာတဲ့လက်ဆွေတောက်တယ်အဲဒီမိုင်းဆိုလို့ရှိရင်တော့ဘိုက်ကြသလိုလက်မောင်းအိုးတွေလည်းကျတယ်စီဝမ်းမှန်တယ်နေလို့ထိုင်လို့လည်းကောင်းတယ်ပေါ့နော်အဲ့တော့ဒီကဒီချက်ဆိုတော့ဘာမှမရှိဘူးဒါအပြင်ကိုချက်ကြောတက်တာလည်းတက်တာတယ်သူချိုးတွေလည်းပေါ့နော်တက်တာတယ်သူသမားတွေဆိုလို့ရှိရင်ဒေဗီရှိကိုစလဲစဝင်နေဆိုရင်10ဘွက်စာပြီးကိုစလဲဝင်လို့ရတယ်ဒီညီမလေးဆိုလို့ရှိရင်ပေါ့နော်1000တောင်ဝင်မရှိလို့900တစ်ခါယူနောက်မှ900နေတယ်ပေါ့နော်တလားတော့တဲ့ကွာစီလဲပေါင်းပြီးတယ်နော်ဘူးတရတစ်ခါလဲယူလို့ရှိရင်လည်းဘူးပုံတစ်ထည့်ရတယ်တောင်းလာတော့တဲ့ကိုဘူး1000ပြတာနဲ့35ဘူးလားအကုန်ထည့်ရတယ်နော်အမအရင်ကတောက်တာဘယ်လိုဘယ်နဲ့ဘူးတောက်လဲသူတို့လိုဖြစ်စေကြောင်းချင်တာဖြစ်တယ် အော်မဟုတ်အဲ့ဒါမှဘယ်နဲ့ဘူးတောက်လဲ သူတို့သုံးတယ်လို့ကိုယ်မ ဘူးတောက်တော့ဘယ်လိုဖြစ်သွားမှာ ဖြစ်တယ်သူတို့ဟိုစီးတယ်ကားတွေစီးတယ်ကိုကကို ဝေးလာပြီ ရုပ်ပိုင်းဆိုင်ရာသွားပြန်လို့သူစီကိုမကျင်တဲ့စီ တော့ဝယ်တာပေါ့နော်တပူးနဲ့ကိုဘိုက်ကြောက်လာ ပြန်လို့ကိုက ဝိတ်လေးကြောက်လာမ ပြန်လို့ကိုက ဒီပါမရေဘေဘီချာကလာပါပါ